ဆုံးခန်းလေးအနေနဲ့တလွှာမှာတစ်ခန်းပဲပါပြီးတော့တစ်တိုင်လုံးမှာ25ခန်းပဲပါတဲ့ G type room အမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်1685 square feet ကျယ်ဝန်းနဲ့ D type အခန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်ဒီခန်းလေးမှာဆိုရင်တော့ dining room က living room နဲ့ဆက်မနေပဲတတိတခြားလေးဖြစ်နေတယ်ပြီးတော့ kitchen နဲ့တော့တစ်ဆက်တည်းတွေ့မြင်ရမှာဖြစ်ပါတယ် kitchen room space ကလည်းကြကြဝန်းနဲ့လုံလောက်ရှိရမလို့မိသားစုများတဲ့သူတွေအတွက်ကတော့ကျယ်ဝန်းပြီးတော့လုံလောက်တဲ့ space ရှိတဲ့ kitchen ပဲဖြစ်ပါတယ်ဘဝင်ချင်းမှာမြင်တွေ့ရတာတော့ main master bedroom ပဲဖြစ်ပါတယ် main master bedroom ဆိုတဲ့အတိုင်းရေချိုးခန်းနဲ့ကျယ်ဝန်းတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဒီမှာဆင်ပြထားလို့မဟုတ်ပဲကိုယ်စိတ်ကြိုက် cabinet တွေ furniture တွေစိတ်ကြိုက်ဆင်လိုက်အောင်ထိလုံလောက်တဲ့ကျယ်ဝန်းတဲ့ main master bedroom ပဲဖြစ်ပါတယ်ဒီခန်းရဲ့ထူးခြားတာကတော့ကိုယ်ပိုင် balcony လေးပါရှိရပဲဖြစ်ပါတယ်ရှင်ဘေးအောက်ပုံစံအရာအလယ်မှာတီးတီးတက်တက်ရှိပြီးကျယ်ဝန်းလှတဲ့ living room နဲ့ balcony တစ်ဆက်တည်းပဲဖြစ်ပါတယ်ရှင် single bedroom နှစ်ခန်းနဲ့ small master bedroom တစ်ခန်းပဲဖြစ်ပါတယ်ရှင်ဒီသားစုဝင်များနဲ့ကြကြဝန်း luxury ဆန်းဆက်နေကြတယ်ဆိုရင်တော့ Golden City Phase 3 က 4 bedroom ခန်းလေးကိုရွေးချယ်လို့ရပါတယ်ရှင်0943084080 09757483798ကိုလည်းဆက်သွယ်လို့ရပါတယ်ရှင်